အားလုံးမင်္ဂလာပါအားလုံး Merry Christmas နဲ့ Happy New Year ပါလို့အားလုံးကိုနှုတ်ဆက်ပါတယ်ဒီနေ့သခင်ရှုရဲ့ထူးခြားသောအကြောင်းအရာကိုဝင်ငှမှာဖြစ်တယ်အဲ့တော့ဒီနေ့ဧဝံဂေလိတရားဟောဖို့ဒီနေရာကိုရောက်လာတာဖြစ်တယ်ဘုရားသခင်ရဲ့မဟာစေခန်းချက်ဖြစ်တယ်သင်တို့တွား၍ဝိနည်းတတ္တဝါပေါင်းတို့အားငါဤဧဝံဂေလိတရားကိုဟောကြားလော့ပြောထားသောကြောင့်တွား၍လို့ပြောသောကြောင့်တွားပြီးတော့ဧဝံဂေလိဟောဖို့ဖြစ်ပါတယ်အဲ့တော့သခင်ရှုခရစ်တော်ဖခင်ဟာအောက်အောဝေတော်ဖခင်ဖြစ်တယ်သခင်ရှုခရစ်တော်ဖခင်လူစားတိခံတဲ့အခါလူသားတွေကိုကယ်ဖို့လောကကိုကြွလာတဲ့အခါအပြုတ်ကညာမာရိရဲ့ဘိုက်ကိုငါပြီးတော့တကိုးတော်နဲ့မွေးဖွားလာတာဖြစ်တယ်အဲ့တော့တမန်ကျမ်းစာကယေရှုကိုပါပြောလဲမိမမွေးတော်သူလို့ပြောတယ်အဖေမပါဘူးနော်အဖေမပါဘူးအဲ့တော့လူကြတော့အဖေနဲ့အမေပေါင်းလို့မွေးလာတာယေရှုကြတော့ဖခင်ရဲ့ဝိညာဉ်တော်ရဲ့တကိုးတော်အဖြစ်မာရိရဲ့ဘိုက်ထဲမှာတည်တည်ပြီးတော့တာရှင်တော်ဖွာခြင်းနဲ့ဖွာတာစင်တာဖြစ်တယ်တော့သခင်ရှုမှာလုံးဝမေထုံမပါဘူးယေရှုကတော့လူစားတိခံခြင်းထဲမှာမေထုံလုံးဝမပါဘူးမေထုံတော်ဝါဒပြုခြင်းလုံးဝမပါဘူးအဖြစ်လုံးဝမရှိတဲ့ဖခင်ရဲ့တားတော်ဖြစ်တယ်မမွေးခင်ကလေးကဖခင်ဖြစ်တယ်အဲ့တော့ယေရှုခရစ်တော်ကိုမိမမွေးတော်သူလို့ခေါ်တယ်အဲ့တော့ယေရှုကတော့လောကမှာတက်တော်33အသက်ရှင်ခဲ့တယ်ယေရှုကတော့အောစရာကောင်းတာကလုံးဝကြောင်းမတက်ဘူးပညာမသိဘူးပညာသင်စရာမလိုကြောင်းတက်စရာမလိုဘူးဒါပညာရှိတယ်သူ့မှာပညာကိုဖန်ဆင်းတော်သူဖြစ်တယ်ဟာလေလုယာလူကြတော့ကြောင်းတက်ရတယ်ပညာသင်ရတယ်ဒါမှပညာတတ်လာတာယေရှုကတော့ဘုရားပညာသင်စရာမလိုကြောင်းတက်စရာမလိုဘူးပညာရဲ့အရှင်သခင်ဖြစ်တယ်ဟာလေလုယာနံပါတ်1ယေရှုဘုရားရဲ့ထူးခြားချက်ကဖယားဖြစ်ဖို့မကြိုးစားဘူးဖယားဖြစ်အောင်တရားမကျင့်ဘူးဖယားဖြစ်အောင်မကြိုးစားဘူးဘာဖြစ်လို့လဲဆိုတော့ငကိုကလေးကဖယားဖြစ်နေတယ်အောက်အောင်စရာကောင်းတာအဲ့တော့ဖယားဖြစ်ဖို့ကြိုးစားနေတော့သူမဟုတ်အစလည်းဖယားပဲအလယ်လည်းဖယားပဲအဆုံးလည်းဖယားပဲဖြစ်နေအဲ့တော့ယေရှုခရစ်တော်ဖယားဒီဖယားဖြစ်ဖို့လုံးဝကြိုးစားစရာမလိုပဲနဲ့ဖယားဖြစ်တော်သူဖြစ်တယ်သူဟာသူဖျားဖြစ်အောင်လုပ်နေတာမဟုတ်ငကိုကလေးကဖျားဖြစ်တယ်နံပါတ်3ယေရှုဖျားရဲ့ထူးခြားချက်ကတရားရအောင်တရားမကျင့်ဘူးတရားပေါက်သွားအောင်တရားမကျင့်ဘူးဘာဖြစ်လို့လဲတရားကိုဖန်ဆင်းတဲ့ဖျားဖြစ်နေတယ်တရားကျင့်လို့တရားရတာမဟုတ်ဘူးတရားကိုဖန်ဆင်းတဲ့ဖျားဖြစ်တယ်ဟာလေလုယာတော့ယေရှုခရစ်တော်ရဲ့ထူးခြားချက်နံပါတ်1အဖေမပါဘဲနဲ့လူစားတိခံပြီးတော့မိမရဲ့ဘိုက်ကိုငါပြမွေးဖွားလာတယ်နံပါတ်2ချောင်းမသက်ပဲနဲ့ပညာရှိနေတယ်နံပါတ်3တရားမချင့်ပဲနဲ့တရားရနေတယ်ဖျားဖြစ်ဖို့ကြိုးစားစရာမလိုပဲနဲ့ဖျားဖြစ်နေနောက်ဆုံးထူးခြားချက်ကပါလဲလောကမှာရှိသမျှလူသားအလုံးအတွက်လက်ဝါးကရိုက်မှာဖြစ်ချွေးအလုံးကိုစပ်ပေးတယ်အသက်ပေးပြီးတော့သွေးသွင်းပြီးတော့ဖြစ်ချွေးအလုံးစပ်ပေးတယ်တကြိုချင်းခံ၍3ရက်မြောက်တဲ့နေ့မှာတေချင်းကိုအောင်ပြီးတော့ရှင်ပြထမြောက်တဲ့ဖျားဖြစ်တယ်အဲ့ဒါအထူးခြားဆုံးဖြစ်တယ်တေချင်းကနဲ့ရှင်ပြထမြောက်ရဲ့တေချင်းတကိုးကိုအောင်တဲ့ဖျားဖြစ်တယ်တေချင်းမိစုမကိုလုံးဝအောင်တော့ဖျားဖြစ်တယ်မိတ်ဆွေတို့လူကတေပြီးလို့ရှိရင်ပြန်မရှင်တော့ဘူးတချို့ကတေပြီးပြန်ရှင်တဲ့လူတော့ရှိတယ်ဒါပေမဲ့ပြန်တည်သွားကြတယ်ယေရှုဖျားတေချင်းကိုအောင်ပြီးတော့ရှင်ပြထမြောက်တယ်ဘယ်တော့မှမတည်တော့တဲ့ဖျားဖြစ်တယ်ထာဝရအသက်ရှင်တဲ့ဖျားဖြစ်တယ်ဒီနေ့ချင်းတဲ့အသက်ရှင်လည်းရှိတဲ့ဘုရားဖြစ်တယ်အဲ့တော့အောစရာကောင်းတာခမဲတော်လက်ရဘဲမှာကျွန်တော်တို့အတွက်ဆုတောင်းပေးနေတယ်အဲ့တော့ယေရှုကိုယုံကြည်တော်သူအထဲမှာလည်းယေရှုခရစ်တော်ဘုရားကလာပြီးတော့ချင်းဖို့တယ်အနားမှာလည်းရှိတယ်တစ်ချိန်ထဲမှာနေရာတိုင်းမှာရှိတဲ့ဘုရားဖြစ်တယ်အဲ့ဒါအောစရာကောင်းတဲ့အချက်လဲအဲ့ဒါပါတယ်လူကတော့တနေရာမှာရှိနောက်တနေရာမှာနေလို့မရဘူးဒါပေမဲ့ယေရှုဘုရားတစ်ချိန်ထဲမှာနေရာတိုင်းမှာရှိတဲ့ဘုရားဖြစ်တယ်မိတ်ဆွေအထဲမှာလည်းရှိတဲ့ယုံရင်မိတ်ဆွေအနားမှာလည်းရှိတဲ့ခမဲတော်ရဲ့လက်ရဘက်မှာလည်းဆုတောင်းပေးနေတာဖြစ်တယ်။ထိုယေရှုခရစ်တော်ဖခင်ဟာမိတ်ဆွေနဲ့ကျွန်တော်ရဲ့တမလွန်ဘဝအာမခံပေးတယ်။ဘာဖြစ်လို့လူတွေဟာတေဖို့ကြောက်နေကြလဲ။တေပြီးလို့ရှိရင်ဘယ်သွားမလဲအဖြစ်မရှိလို့။ဘာဖြစ်လို့ခလေးတွေစိုင်းပွဲဖြစ်ဖို့ကြောက်နေကြလဲ။ဖြေရမယ်အဖြစ်လုံလောမရှိလို့။အလားတူပဲဒီနေ့မိတ်ဆွေတင်းနဲ့ကျွန်တော်တေဖို့ကြောက်နေတမလွန်ဘဝကိုအာမခံပေးတဲ့ယေရှုဖခင်ရှိတယ်။နှစ်ဖူးပေါ်လက်တင်ပြီးတော့တနေ့တည်ရမှာပဲတည်ပြီးလို့ရှင်ဘယ်သွားမလဲအဖြစ်မရှိဘူးလားယေရှုဖခင်အဖြစ်ပဲယေရှုဖခင်အာမခံပေးထားတယ်တ
တရားမှတရားလုံးဝငရဲမချအောင်အာမခံပေးတဲ့သူဟာယေရှုဖခင်ပဲမိတ်ဆွေတမလုံးဘုရားငရဲချစရာမလိုတလို့အဲ့ဒီယေရှုဖခင်ပြီဒီဘဝမှာချိန်ချင်းအောက်မှာနေစရာမလိုတော့ဘူးချိန်ချင်းတဲ့ကနဲ့လွတ်မြောက်ခြင်းအခွင့်သူပေးတာဖြစ်တယ်နောက်သခင်ရှိရဲ့ထူးခြားချက်ကိုဒီနေ့ဝင်ခတက်တက်ခံခြင်းပါတယ်အရောက်စီတိုင်းဖခင်ကောင်းချီးပေးပါစေ